လိုက်ထိုးတဲ့ကျော်တော်ဝင်းရှုံပြီးပတ်ပြေးတဲ့စာမင်းတန်းကိုအနိုင်ပေးလိုက်တဲ့ရုပ်ပေါင်းလုံးတဲ့ပွဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Sport Crazy Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဟောရဲပါချပိတ်သက်ကြီးရေမင်းည1 Friday Fight 147ပြောင်းပွဲမှာမြန်မာဖိုက်တာကျော်တော်ဝင်းနဲ့ထိုင်းဖိုက်တာစာမင်းတန်းတို့3မိနစ်3ကြီးကစားတဲ့မွေးထိုင်းပွဲရှင်ပြိုင်ကစားသွားခဲ့ကြပါတယ်3မိနစ်3ကြီးပြည့်တဲ့အထိရှင်ပြိုင်ကစားသွားခဲ့ကြတာပါတော်လေးရုပ်ပေါက်တဲ့ပွဲလို့ပဲကျွန်တော်ထည့်ပြောချင်ပါတယ်ကျွန်တော်အဲ့လိုရုပ်ပေါက်တဲ့ပြောတာကကိုမြန်မာဖိုက်တာရှုံးလို့ပြောတာမဟုတ်ပါဘူးအဓိကပြောချင်တာကဒီဘက်မှာကျော်တော်ဝင်းတိုက်စစ်ဖွင့်တောက်လျှောက်ပတ်ထိုးပါတယ်အဲ့ဒီထဲမှာစာမင်းတန်းဘာလို့နေလဲဆိုရင်တောက်လျှောက်ပတ်ပြေးပါတယ်အဲ့လိုပြေးတဲ့နေရာမှာလဲကျိုးပိုင်းကကျင်းနေလို့ပါတကယ်လို့ဘောလုံးဝင်းလောက်ရှိမဲ့ဆိုရင်လဲစာမင်းတန်းကွင်းပြေးပတ်ပြေးနေမှာပါဒါပေမဲ့ပွဲပြီးမှာတော့အဲ့လိုကွင်းပြေးပတ်ပြေးတဲ့စာမင်းတန်းအနိုင်ရရှိသွားပါတယ်ဘာထားလဲတော့မသိပေမဲ့ရုပ်ပေါက်ချက်က9 black ပါပဲဒီညမှာ1 championship ဆိုတာကြီးကတော်တော်ရည်စားကြီးဖြစ်နေတာပါဒါလို့သူတို့မြေနဲ့သူတို့နိုင်ငံမှာထိုးလို့မြန်မာဖိုင်ယာတွေအပါအဝင်တခြားနိုင်ငံဖိုင်ယာတွေကိုဒီလိုဆက်လုပ်နေမယ်ဆိုရင်ရေရှည်မှာ1 championship ဆိုတာကြီးကအရန်ရုပ်ပေါက်ပြီးတော်တော်လေးစိတ်ပြက်စရာကောင်းနေတော့မှာပါမြန်မာဖိုင်ယာနဲ့ထိုင်းဖိုက်တာထိုးလို့အမန်နဲ့အော်ရိုရှုံးဆိုတာကြီးကမြန်မာဖိုင်ယာနဲ့ထိုင်းဖိုက်တာထိုးလို့အမန်နဲ့အော်ရိုရှုံးဆိုတာကြီးကမြန်မာပြည်သားတွေအလွတ်ရနေပါပြီအဲ့တော့မြန်မာဖိုက်တာတွေအနေနဲ့အလဲထွန်းရလွယ်လို့အရိပြဿနာအတွက်တခြားအဖြစ်မရှိပါဘူးအဲ့တော့ကျော်တော်ဝင်းနဲ့စာမင်းတန်းအကြောင်းပြန်ဆက်လိုက်ရအောင်ပါအရင်ဆုံးကျော်တော်ဝင်းအကြောင်းပြောမယ်ဆိုရင်ဒီဘက်မှာအမန်နဲ့ရှုံးပါတယ်ဒါပေမဲ့လုံးဝဂုဏ်သိက္ခာရှိအမန်နဲ့ရှုံးတာပါအမန်နဲ့ဆိုရင်ရှုံးမဲ့ဆိုတာကျော်တော်ဝင်းလည်းကောင်းကောင်းသိပါတယ်ဒါကြောင့်ကျော်တော်ဝင်းပွဲဖြတ်ဖို့အတွက်ဓာတ်လျှောက်တိုက်စစ်ဖွင့်ဖိထိုးနေတာပါဒါပေမဲ့ကျော်တော်ဝင်းအလုံးမဖြစ်ခဲ့ပါဘူးဘာလို့လဲဆိုရင်အပြေးချန်ပီယံလိမ့်နေညာကဓာတ်လျှောက်ပတ်ပြစ်နေတာပါဒီညမှာပတ်ပြစ်နေတဲ့စာမင်းတန်းကိုကျော်တော်ဝင်းစိတ်ဆိုးပြီးပြန်ထိုးဖို့ပြောရတဲ့အထိစာမင်းတန်းအရှက်မဲခဲ့ပါတယ်ကျွန်တော်ပုံမြင်ထဲမှာကြားဘူးတာတော့လိတ်ကတိတ်အပြည့်မတန်တာပါဒါပေမဲ့ဒီထိုင်းလိုက်ကတော့ပြေးချက်ကလေရင်လားထင်ရပါတယ်အမှန်နဲ့ဆိုရင်နိုင်မဲဆိုတာသိလို့ဒိုင်းဆောင်ပြခံယူကနေစာမင်းတန်းလက်သီးလက်မောင်းတန်းနေရတာလေတော်ရုံရှမ်းမျိုးတော့မဟုတ်ပါဘူးအနိုင်ရသွားတော့ကြိုးမောတက်ပြီးတော့မသိရင်လဲထိုးနိုင်ရတဲ့ဆိုင်နဲ့စာမင်းတန်းအောင်ပွဲခံသွားခဲ့တာပါဒီဘက်မှာကြားလည်းမကောင်းပေမဲ့ကျော်တော်ဝင်းရန်ကောင်းပါတယ်ဒါတော့ဝိတ်ကြောနေတဲ့စာမင်းတန်းကိုဝိတ်ကြောပေးတီးတာပါဝေရန်ချထားတာတော့ကျော်တော်ဝင်းလုံးဝတက်လို့မကြပဲဒရက်ဆက်တိုက်စစ်ဖွင့်ဖိထိုးနိုင်ပါတယ်ဒီဘက်ရလက်ကြောင့်တော့ကျော်တော်ဝင်း1 championship နှစ်ပွဲမှာတပွဲနဲ့တပွဲရှုံးဆိုတဲ့ရလက်ကိုတော့ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်